ချက်တုန်နီစီကျဲလေးပါတံပြာရေးလေးညစ်ထက်မယ်အနံ့လေးနဲ့တံပြာအနံ့လေးနဲ့ပေါ့နော်အဘေဘီဂင်နာနေစပြီးတော့လေ့လာလို့ရတယ်အင်္ဂလိပ်စာသင်တန်းတက်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့15မိနစ်လောက်ပဲအချိန်ပေးပြီးတော့လေ့လာလို့ရတယ်ပေါ့နော်โอเคကိုကလည်းအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့နားမူအားတဲ့အချိန်လေးမှာနားမူလေ့လာဖြစ်နေတဲ့အင်္ဂလိပ်စာ application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ်နော်ဒီ application လေးကတော့ဒီရွှေဘိုခက်ဆိုတဲ့ application လေးပေါ့နော်ဒီရွှေဘိုခက်မှာဆိုရင် basic ကစပြီးလေ့လာလို့ရတယ်နော်နားမူလည်းအခု basic ကစပြီးလေ့လာနေရပါဥပမာလေးတစ်ခုပြမယ်နော်ဒါဆိုရင်သူရှင်းပြချက်တွေကနားလည်လွယ်တယ် ability ပြီးရင်လည်းအေးစစ်စစ်လေးလေးလာလို့ရတယ်နော်ဒါဥပမာစကားလုံးတွေပါတယ်ပြီးတော့ရင်ဆက်စကားလုံးတွေလည်းပါတယ်ပြီးရင်ကိုနားလည်ထားတာတွေကိုလည်းအမေးဖြေကဏ္ဍအနေနဲ့ပေါ့နော်ဖြေပြီးတော့ quiz လေးတွေဖြေလို့ရတယ်ဒီ application လေးနဲ့ဆိုရင်အင်္ဂလိပ်စာလေ့လာရတာကပျော်စရာကောင်းတယ်စလုံးတွေဆိုလည်းစလုံးပေါင်းထောင်ချီပြီးတော့အများကြီးကြံသေးရပေါ့နော်ဒီနေ့နားမူကမုတ်ဖက်တုပ်လေးတုပ်စားမှာဖြစ်ပါတယ်မုတ်ဖက်တုပ်ကိုနားမူတုပ်စားခြင်းနဲ့ပုံစံအတိုင်းတုပ်စားမှာပေါ့နော်ဒါကတော့ gobi လေးထားလေးထက်တုပ်လိုက်မယ်အဲဆိုတော့ပဲကြော်ထည့်လိုက်မယ်ဒါတော့မြင်ငပိထောင်းလေးပေါ့နော်ငပိထောင်းထားတာလေးမြို့ဒီနေ့ထည့်ထားတာပေါ့နော်ဒါတော့စီချက်တုန်နီစီကျဲလေးပါညံပြားရေးထည့်မယ်နော်မကြီးရည်လေးထည့်လိုက်မယ်အချင်းရမကြီးရည်နဲ့တံပြားရေးသုံးမယ်ပေါ့နော်ဒါတော့ငဖဲကြော်ထားတာလေးပါအရသာအတွက်စားချုံမထည့်မယ်နော်တံပြားရေးလေးညစ်ထည့်မယ်အနံ့လေးနဲ့တံပြားအနံ့လေးနဲ့ပေါ့နော်ဒါတွေရောတုပ်လိုက်မယ်တုပ်လို့ပြီးသားပြီနော်စားချင်လားစားချင်ရင်ကြီးမှာပေါ့ဒါတော့သူတို့စားမယ်ဒါဟိုအမိုးကြီးတို့ကြီးမယ်လीနော်ကိုချပိစားချူချူချခမီကန်ကချီရပတ်ဖွာမီကဲစားရမယ်နော်စားကြပါအောင်နော်ဂိတ်တာအဘေတော့ထားတယ်Ahorita. Le besarme. Dia jeblo ah. Nak dia jeblo. Bayar. Saya dah lupa nak dah malam ni cija tak. Heli. Nabe. Be? Tete ashalu be. Anita. Nabe. Be.
ချစ်ဖို့အပေးဘေးရှယ်လားရီတာတော်ဒီတိုင်အဲ့ထားအောင်မာဒီတာအားပေါ့ဒီနေ့တော့နောက်မှာအင်္ဂလိပ်စာစိတ်ဝင်စားနေတဲ့သူတွေအတွက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတဲ့ application လေးတစ်ခုကို review ပေးချင်တယ်ပေါ့နော်အင်္ဂလိပ်စာစိတ်ဝင်စားနေတဲ့သူတွေ vocabulary မှာအားနည်းတဲ့သူတွေအခက်အခဲဖြစ်နေတဲ့သူတွေအတွက် vocabulary တီးတန့်ပေါ့နော်စလုံးပေါင်းထောင်နဲ့ချီပြီးလေ့လာလို့ရတယ်ရွှေ vocab ဆိုတဲ့အလေးရှိပါတယ်အဲ့ဒီမှာဆိုရင်vocabulary တီးတန့်ကိုပဲစလုံးပေါင်းထောင်နဲ့ချီပြီးလေ့လာလို့ရတယ် example sentence တွေလည်းပါတယ်ဆက်ဆက်စကားလုံးတွေလည်းပါတယ်ပြီးတော့ရင်လည်းquiz လေးတွေပါတယ်အတွက်ကိုနားလည်တာကိုလည်းပြန်စစ်လို့ရတယ်ပေါ့နော်ရောက်တာချီအေးဟုတ်တယ်ချီဟဲ့ဦးလေးတဲ့ဟဲ့ဦးလေးကရွှေ vocab အလေးကကြတော့အင်္ဂလိပ်စာစိတ်ဝင်စားနေတဲ့သူတွေအတွက်အရန်ကောင်းတဲ့ application တစ်ခုပေါ့နော်။ဘာလို့ဆိုရင်အင်္ဂလိပ်စာသင်တဲ့တက်ချင်လို့အချိန်မပေးနိုင်တဲ့သူတွေဆိုရင်beginner နေစပြီးတော့လေ့လာလို့ရတယ်။အင်္ဂလိပ်စာသင်တဲ့တက်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့15မိနစ်လောက်ပဲအချိန်ပေးပြီးတော့လေ့လာလို့ရတယ်ပေါ့နော်။အခုမှစပြီးတော့စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက်ဆိုရင် free သုံးလို့ရတယ်လို့ဈေးနှုန်းလေးကလည်းတောင်းကနန်းပဲရှိတယ်ဆိုတော့စလုံးရများများနဲ့အသေးစိတ်ထပ်ပြီးတော့လေ့လာချင်တဲ့သူတွေဆိုရင်အခုပြထားတဲ့ application လေးထဲမှာအသေးစိတ်ဝင်ကြည့်လို့ရတယ်နော်။我操你哩！操你这是个啥子呢？那么就买两那么累呀，摘得嘞。对嘞，二呗。ဒါဆိုရင်နောက်မို့ဗီဒီယိုလေးကိုဒီလောက်ပဲလိုက်မယ်နော်ဒီမလေးနှစ်ယောက်ကလည်းစားလို့ကောင်းတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြိုင်လိုက်ထပ်ကြည့်ကြမယ်နော်တတား